ဒါမျိုးအင်ဘာတာတစ်လုံးနဲ့ဆိုရင်ဘာမှလုပ်လို့မရပါမယ်ဒါမျိုးအင်ဘာတာနဲ့ဘက်ထရီကိုတွဲဆက်လိုက်မယ်ဆိုရင်တော့မိပြတ်ချိန်တွေမှာတာမန်အိမ်သုံးလျက်စစ်ပစ္စည်းတွေကို16သိန်းဝန်းကျင်နဲ့အသုံးပြုလို့ရမယ်အရန်မိပြည့်စနစ်A1000တစ်စုံပဲဖြစ်ပါတယ်ဈေးနှုန်း16သိန်းဝန်းကျင်မှာမိပြတ်ချိန်တွေမှာအိမ်မီထွန်းလို့ရမယ်ဖုန်းအားသုံးလို့ရမယ် TV ကြည့်လို့ရမယ်စပွဲတွေမှန်ကားတွေပါဝင် Wi-Fi တွေကိုအသုံးပြုလို့ရမယ်အကောင့်စားအရန်မိပြည့်စနစ် A1000တစ်စုံပဲဖြစ်ပါတယ်ဒီတစ်စုံမှာဆိုလို့ရှိရင်တော့အာမခံတနည်းတိတိပါဝင်တဲ့ဒါ100ရာခိုင်နှုန်းကြေးကွန်စစ်စစ်နဲ့ပြုလုပ်ပေးထားတဲ့1000ဝက်အင်ဘာတာလေးကတစ်လုံးပါဝင်မယ်ဟန်နိုင်အမတ်တစ်စိပ်ပါရှင်နော်ဗရီယိုလေးမှာဆိုရင်လည်းဥရောပနည်းပညာနဲ့ BNN နိုင်ငံထုတ်ကုန်မှာ1အမတ်တစ်စိပ်ဖြစ်တဲ့150 mAh တွဲဖို့ acid battery တစ်လုံးတို့ကိုတွဲဆက်ပေးထားတာပဲဖြစ်ပါတယ်ရှင်လျှက်စစ်မီရရှိချိန်တွေမှာအင်ဘာတာကနေဘက်ထရီကိုအားသွင်းထားပြီးလျှက်စစ်မီလိုအပ်ချိန်တွေမှာတော့ဘက်ထရီထဲကအားကိုအင်ဘာနာမှာတစ်ဆင့်ပြန်လည်ထုတ်ယူပြီးတော့အိမ်မီထွန်းတာတွေဖုန်းအားသွင်းတာတွေ32လမှ TV တွေစပွဲတွေပန်ကားတွေနဲ့ Wi-Fi တို့ကိုအသုံးပြုပေးလို့ရမှာပဲဖြစ်ပါတယ်16သိန်းဝန်းကျင်နဲ့အိမ်သုံးအတွက်ပေါ့ပလေးစစ်ပစ္စည်းတွေကိုအသုံးပြုလို့ရမယ်ဒီအရန်မိပြည့်စနစ်A1000တစ်စုံကိုလူကြီးမင်းတို့အနေနဲ့ကစိတ်ဝင်စားလို့ဝယ်ယူအသုံးပြုလို့ရဆိုရင်တော့ညီမတို့10ပြားသိရဲ့ hotline ဖုန်းနံပါတ်လေးဖြစ်တဲ့39ခု9030 10တို့မှာလည်းအသေးစိတ်ဆက်သွယ်စုံစမ်းမြင်လို့ရသလို10ပြားသိဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့ရန်ကုန်မန္တလေးပြည်ဦးလွင်တောင်ကြီးမြို့တွေမှာလည်းလူကြီးမင်းတို့ကိုယ်တိုင်စိတ်တိုင်းကြလာရဝယ်ယူအားပေးလို့ရပါပြီရှင့်နှစ်သိန်းမို့ထဝယ်ယူတဲ့လူကြီးမင်းတွေအတွက်လည်းပို့ဆောင်ကားခမယ်အယောင်ငွေချေစနစ်နဲ့ဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့မြို့ကြီးတွေမှာဆိုရင်တော့ပို့ဆောင်ပေးနေတာပဲဖြစ်ပါတယ်ရှင်